အမိတ်စာလေးကျွန်တော်တစ်ချက်ပြပါလားမိတ်စာတော့ရှိပြီဗျာဟုတ်ကဲ့နှုတ်မိတ်နေပဲပေါ့နော်ဘယ်သူကနှုတ်မိတ်ပြတာလဲမသိကိုဖြိုးဝေအောင်ဘယ်သူမှတွေးလို့မရှိဘူးဆိုပြီးတော့ကျွန်တော်တို့အထက်လူကြီးရပါထက်လူကြီးဆိုဟုတ်ကဲ့ဘယ်အဆင့်လဲမြို့နယ်မူလားခရိုင်မူလားပြည်ထဲဝင်ကြီးရလားမြို့နယ်မူအဆင့်ရပါတော့ကိုဖြိုးဝေအောင်လာတွေးခွင့်မရှိပါဘူးနော်ဟုတ်ကဲ့ပါသူမိသားစုကလွယ်လို့ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲနောက်ဆုံးယောဂခံစားနေရတဲ့လူဘဝနောက်ဆုံးခီးလေးမှာကျွန်တော်တို့လူသားချင်းစာနာစိတ်နဲ့ဆေးရုံမှာလာပြီးတော့အားပေးတာပါဟုတ်ကဲ့ပါဘာမှအခြားမရှိပါဘူးသူ့ဘဝနောက်ဆုံးခီးလေးမှာကျွန်တော်နှုတ်ဆက်တယ်ဆိုတာလေးကိုလာပြောလာပါအခုတွေ့ခွင့်မပေးဘူးဆိုတာကိုကြားတော့ကျွန်တော်စိတ်မကောင်းပါဘူးဟုတ်ကဲ့ပါနော်ဒီလိုရအောင်ဒီဆောင်ထဲမှာပဲရှိတယ်ပေါ့ရှိပါတယ်ဟုတ်ကဲ့ဆက်နံပါတ်လေးတစ်ချက်ပြောပြလိုက်ရအောင်ကျွန်တော်ဒူရဲကိုလောက်အောင်ပါဒူရဲကိုလောက်အောင်နော်ဟုတ်ကဲ့အခုလောဆယ်ဒီအင်းတောက်ဝတ်မှာတောင်းဝင်ထားတာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ရောက်ခဲ့တယ်ဆိုတာလေးကိုကျွန်တော်တို့ပြောရမှာပဲကျွန်တော်တွေ့ဖို့ကြိုးစားတယ်တွေ့ခွင့်မရခဲ့ဘူးဆိုတော့ကျွန်တော်ပြောရအောင်လည်းရိုက်ခွင့်မရှိပါဘူးဟုတ်ကဲ့ထဲကိုမရိုက်ပါဘူး